ဒီထက်ပိုပြီးတော့မဖြစ်စေချင်ပါဘူးမဖြစ်အောင်လဲဩဇာတိတ်ကမကြီးတဲ့ကျွန်တော်တို့တိုင်းရင်းသားခေါင်းဆောင်ကြီးတွေလက်နက်ကိုက်တပ်ဖွဲ့ခေါင်းဆောင်ကြီးတွေကဝင်ပြီးတော့ဖြန့်ဖြေဖို့လိုပါတယ်ကျွန်တော်တို့ဒီနေရာကနေပြီးတော့တောင်းဆိုပါတယ်ကျွန်တော်ဒီနေ့2026ခုနှစ်ဇန်နဝါရီလ18ရက်ဓာတ်ရိုက်ပြည်သူကိုတင်ပြတဲ့အစီအစဉ်ပါဒီနေ့ live မှာတော့ကျွန်တော်တို့မြန်မာပြည်ရေးရာတွေပေါ့ဗျာနော်အဲ့ဒီအကြောင်းအရာတွေနဲ့ ICJ အကြောင်းကိုပါကျွန်တော်တင်ပြသွားမှာဖြစ်ပါတယ်လောလောဆယ်သတင်းတွေမှာတက်တာပေါ့နော်ပထမဆုံးပြည်တွင်းရေးရာလေးကိုနည်းနည်းတင်ပြအောင်လောလောဆယ်သတင်းတွေမှာတက်နေတာကဒီပလဲနယ်ကိစ္စပေါ့နော်တခုခုတော့ဖြစ်တယ်ပေါ့ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဘာပြောသလဲဆိုတော့ဒီမှာမီဒီယာတွေပေါ့ဗျာနော်မြန်မာမီဒီယာတွေက NUG အခွန်ဂိတ်ကိုဘုံနဂါဥဆောင်နဲ့ BNR တွေဝင်စီးဆိုပြီးတော့တင်တာကိုတွေ့မိတယ်လွန်ခဲ့တဲ့3နာရီလောက်ကနော်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့အဲ့လွန်ခဲ့တဲ့3နာရီလောက်ကပဲဘုံနဂါကပြန်ပြီးတော့ post တင်လာတာကိုကျွန်တော်တွေ့လိုက်တယ်အဲ့ဒါကဘာလဲဆိုတော့သတင်းကိုပုံကြီးချက်တယ်လို့ဖြစ်ပြီးတဲ့ပြည်သူလူထုအထိတ်တလန့်ဖြစ်စေတာမျိုးရှောင်ကျဉ်ကြစေလိုပါတယ်တဲ့မြေပြင်မှာကရဲဘော်4ဦးလောက်နဲ့ဖြစ်တဲ့ကိစ္စပါတဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေဖြစ်ရှင်းနေပါတယ်တဲ့နော် BNR တွေဟာပြဿနာတိုင်းအတွက်တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့သွားတာဖြစ်လို့ပြည်သူအများစိတ်မပူကြဖို့ပြောလိုပါတယ်တဲ့ရှေ့ဆွတ်တဲ့အောက်ဖော်ပြပါမီဒီယာမှ BNR တွေပြန်ကြားရေးတာဝန်ခံကဖြေဆိုထားတဲ့အောင်ရေးထားတာလည်းတွေ့ရပါတယ်တဲ့ BNR မှာလက်တလောပြန်ကြားရေးတာဝန်ခံတီးတန့်ခန့်အပ်ထားခြင်းလည်းမရှိသေးပါဘူးတဲ့နော်အဲ့တော့ BNR ကပြန်ကြားရေးတာဝန်ခံကပြောတယ်ဆိုတဲ့ပုံစံမျိုးရေးထားတဲ့မီဒီယာဘယ်ဟာလဲဆိုတော့Mandalay Free Press လို့ခေါ်တယ်နော်အင်္ဂလိပ်လိုရေးထားတာ MFP ပေါ့နော်ဆိုတော့အဲ့ဒါကရေးထားတာကဘုံနဂါတို့ရှီကပြန်ကြားရေးတာဝန်ခံနဲ့မေးထားတာမဟုတ်ပါဘူးတဲ့နော်ဘုံနဂါကလည်းရှင်းထားတယ်သူတို့ကမမေးထားဘူးသူတို့မှဒီမီဒီယာတာဝန်ခံသီးသန့်မရှိပါဘူးဆိုပြီးတော့ပြောထားတယ်ပေါ့နော်ဆိုတော့ဒါတွေကအကြောင်းတော်ကရန်စားတွေပေါ့ဗျာနော်အကြောင်းတော်ကရန်စားတွေအကြောင်းတော်ကရန်စားတွေဆိုတော့ပထမဆုံးစတာကတော့ဇော်ထက်ကမိုက်မဲမှုတွေကြောင့်စတာပေါ့ဇော်ထက်ဆိုတာကတော့ပလဲနယ်က NLD ရဲ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စန်းလိုင်ရဲ့လက်ယုံနော်လက်ယုံပေါ့ဗျာနော်သူကဒီ NLD လက်ထက်မှာ NLD ကခေါင်းဆောင်တွေကိုသူကပေါင်းတက်သွင်းတက်တယ်သူနဲ့သွားလို့ရှိရင်လည်းအခမ်းအနားတွေဘာတွေကအလိုက်သိတယ်သူကလူကြီးကြအောင်နေတတ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီကနေစတာပြောချင်တာကဇော်ထက်က NLD background ကလာတယ်သူကပကဖပအဖတွေလုပ်တယ်ပေါ့ဗျာနော်ဖြစ်ကျွန်တော်ပလဲနေမှာကဘူနဂါကနော်သူတို့ပြောတဲ့ဘူနဂါက BNR ဆိုပြီးတော့ပေါ်လာတယ်အရင်တော့ MRDA မပေါ်ခင်က PPDF နော်အဲ့လိုမျိုးပေါ်လာပြီးတော့အင်အားကောင်းလာပြီးတော့လူကြအများများလာတော့အထူးသဖြင့်ဘူနဂါကိုဒုတိယဗိုလ်ချုပ်အောင်ဆန်းဆိုပြီးတော့တင်စားလိုက်တဲ့အခါမှာအရန်ကိုရှော့ရိတ်ကြိုက်သွားကြတာပေါ့အဓိကအဲ့ဒါပါပဲနော်ဆိုတော့မနာလိုမှုတွေတော်တော်ကြီးတာအဲ့ရနေစပြီးတော့အားလုံးလည်းမြင်တဲ့အတိုင်းပဲကျွန်တော်တို့ຫນွေဦးတော်လိုင်းဆရာတော်နဲ့ live မှာတော်တော်ကြာနော်10နိုင်လောက်ကြာလားမသိတနေ့ကုန်ပဲဘုံနဂါရဲ့ဇော်ထက်က live ကိုရှင်းကြတယ်အဲ့တော့ဦးသိန်းဦးလည်းခဏတက်သေးတယ်
အဲ့မှာကဇော်ထက်ကလူအားလုံးရှိမှာအလဲလဲကွယ်ရှုံးနေပေါ့နော်ရှုံးတာပေါ့ရှုံးတယ်ဆိုတော့ပြည်သူကသတ်မှတ်လိုက်တာလीနော်ရှုံးနေပေါ့ဒါမဲ့ဘူးနကလည်းအဲ့ဒီအကြောင်းပြီးဆက်ရတာပဲဆိုတော့ဘလို့ပြီးဆက်ရလဲဆိုတော့ NUG ရဲ့ပတ်သုံးလုံးရဲ့အညိုတကြီးစနစ်တကျနောက်ွယ်ကနေပြီးတော့အကောက်ကြံခြင်းကိုကျွန်တော်ပြောချင်တာက NUG ခေါင်းဆောင်ပိုင်းရဲ့နော်ပတ်သုံးလုံးခေါင်းဆောင်ပိုင်းရဲ့လို့ပဲကျွန်တော်ပြောမှာဘာလို့ဆိုတော့အဖွဲ့စည်းနာမည်ပြောရတော့တကယ်အထက်မှာလုံနေတဲ့လူငယ်တွေရှိမယ်လူတွေရှိမယ်သူတို့အားနာလို့ဆိုတော့တကယ်လဲအဲ့လိုလုပ်တာပဲနောက်ပိုင်းကျတော့ဘုံနဂါးကိုပုံကိုရေးတိုက်ခိုက်မှုတွေကအမေရိကန်တခုမှလည်းလုပ်တယ်နော်နောက်တစ်ခါကျတော့88ကပါလို့ပြောတဲ့ပုံကိုတွေကလည်းလုပ်တယ်နောက်ကွယ်မှာအတင်းနေပြောကြတယ်ဒီလိုမျိုးတွေလုပ်ကြတယ်ပေါ့လုပ်ကြပြီးတော့နိုင်ငံတကာမှာဘုံနဂါးကိုပတ်စံမှတ်လူရေးပေါ့နိုင်ငံရေးအရာအထီးကျန်ဆန်ရေးပေါ့ဗျာနော်မဟာမိတ်မရှိဒါတွေလှုပ်လာပြီးတော့အခုပြီးခဲ့တဲ့လနော်ပြီးခဲ့တဲ့ရက်ပိုင်းတွေကဘုံနဂါးရဲ့အခွန်ဂိတ်နော်အဲ့ဟာကိုသွားပြီးတော့ပကဖပအရင်အလုံးရင်နဲ့သွားစီးပြီးတော့ခလေးတွေလည်းဖမ်းတယ်လက်နက်တွေလည်းသိမ်းလိုက်တယ်ပေါ့နော်အမှန်တော့ကျွန်တော်တို့ကဒီလိုမျိုးတွေမြင်တွေ့နေရတာကစိတ်မချမ်းသာဘူးဒီတနတ်ဆိုတာကကိုယ့်အချင်းချင်းပြောင်းလဲဖို့မှမဟုတ်တာနော်ဒါပေမဲ့ဒီလိုမျိုးအနိုင်ကျင့်လာရင်ရောကျွန်တော်တို့ကခံကြရမှာလားဆိုတဲ့မိကုံးကရှိနေတယ်နော်ကိုယ်လာပြီးရန်ရှာရင်ရောကျွန်တော်တို့ကငြိမ်ခံနေရမှာလားဆိုတဲ့မိကုံးကရှိနေတယ်နော်အဲ့လိုမျိုးဖြစ်တယ်ဖြစ်တဲ့အခါကျတော့ကိုယ်ဆိုရင်ရောသူ့နေရာမှာအဲ့လိုမျိုးငြိမ်ခံမှာလားနော်ဖြစ်လာကိုယ့်ကခုခံကာကွယ်ပိုင်ခွင့်ပေါ့ဗျာအဲ့လိုမျိုးဖြစ်လာတဲ့အခါကျတော့အမှန်တော့ဗျာတကယ်ပွင့်လင်းပြောလို့ရှိရင်ကျွန်တော်ကတော့ NUG ခေါင်းဆောင်ပိုင်းကိုပို့ပြီးတော့ဝေဖန်ခြင်းတယ်နော်အပြစ်တင်ခြင်းတယ်ဒါကကိုကညီညွတ်ရေးနဲ့စီလုံးရေးကိုတကယ်လုပ်ချင်ရင်ဒါတွေကမဖြစ်ပါဘူးနော်မဖြစ်ပါဘူးဒါပေမဲ့အခုဟာကကျတော့သူတို့ကိုယ်တိုင်ကအဲ့လိုမလုပ်ချင်ဘူးလေမလုပ်ချင်တော့ဖြစ်နေတာပေါ့နော်အဲ့တော့အခုကနိုင်ငံတကာကအလှငွေအားလုံးနှီးပါးက NUG ကယူထားတယ်နော်ယူထားတယ်ဆိုတော့ဘူနဂါးကိုနော်နောက်ွယ်မှာ Zoom meeting ပေါင်းစုံ Messenger က message ပေါင်းစုံနော်အဲ့ဒါဒီနဲ့မလူနဲ့ဘူနဂါးကသဘုံဟာဘလူဘာညာပေါ့ဗျာလိုက်လုတ်တဲ့ခါကျတော့ဟုတ်ပြီ BNR မှာပါဝင်နေတဲ့ရဲဘော်လေးတွေရဲ့စားဝတ်နေရေးနဲ့ကျန်းမာရေးနဲ့တခါကျွန်တော်တို့လက်နက်ခဲမိကြောက်ပေါ့နော်စစ်ကောင်စီကိုချဖို့အဲ့ဒါကဘယ်သူကပြီးမှလဲနော်အဲ့ဒါရှိတယ်လीအဲ့တော့အခွန်ကတော့ကောက်တင်တယ်လို့တော့ကောက်မှာပေါ့နော်ကောက်တင်တယ်လို့တော့ကောက်မှာပေါ့အဲ့ဒါကိုငါတို့ပဲယူမယ်ဆိုတဲ့ပုံစံမျိုးကတော့ဒါကတော့အနိုင်ကျင့်ရကြတယ်လीနော်မဖြစ်တယ်တခါအခုလောလောဆယ်နော်အခုဆိုရင် line ပေါ်မှာကျွန်တော်တွေ့ပါတယ်နော်ဘိုးစာ MOD ရလား NUG ရလားမသိဘူးဒီဟိုဟာလောက်တာပေါ့ဗျာသူ့ရဲ့လူတွေကို line ပေါ်မှာ post တင်ခိုင်းနေပြောတယ်အဲ့ဒါကဘာလဲဆိုတော့ NUG ဒီငါတို့အစိုးရပေါ့နော် NUG ဒီငါတို့အစိုးရအဲ့လိုမျိုးတွေလိုက်ပြောခိုင်းနေတင်ခိုင်းနေဆိုတော့အဲ့မှာပဲတချို့ကပြန်ပြီးတော့ဝေဖန်တာတွေ့ပါတယ်ငါတို့ရဲ့အစိုးရဆိုတာကဘယ်သူ့ကိုပြောတာလဲတဲ့တိုင်းရင်းသားတွေကသတ်မှတ်သလားဆိုပြီးတော့ပြည်သူကနေပြည်သူချင်းချင်းပဲပြန်ပြီးတာလို့ကျွန်တော်လည်းတွေ့မိပါတယ်နော်အဲ့လိုမျိုးကျွန်တော်တို့တွေ့မိပါတယ်ဆိုလိုချင်တာကဗျာNUG ကငါတို့အစိုးရဆိုရင်ကျွန်တော်တို့လည်းမေးကြပါတယ်ဘယ်သူအစိုးရလဲဆိုတာအထူးသဖြင့်ကတော့လူမျိုးကိုစားပြုတဲ့အစိုးရလားနာမည်ကိုစားပြုတဲ့အစိုးရလားပေါ့ပြီးတော့ဒီ NUG ဆိုတဲ့အစိုးရကိုနော်ကျွန်တော်တို့ recognition ပေါ့ဗျာနော်မြန်မာတပြည်လုံးရဲ့အစိုးရဖြစ်သတ်မှတ်တာလား
ဒါမှမဟုတ်ရှင်ကျွန်တော်တို့ဗမာလူမျိုးရဲ့အစိုးရဖြစ်သတ်မှတ်တာလား NLD ရဲ့အစိုးရဖြစ်သတ်မှတ်တာလားဆိုတာဒါလည်းမေးစရာရှိတာပဲနော်ဆိုတော့အဲ့ဒါတွေကစဉ်းစားစရာရှိတယ်တော်လိုင်းအဆောက်ပြန်ကောက်လို့ရှိရင်ဒီ NUG ကပတ်သုံးလုံးတွေကို KNP နဲ့မှလည်းဖွဲ့ဖို့ကြိုးစားတယ် KNI မှလည်းဖွဲ့ဖို့ကြိုးစားတယ်ဒါပေမဲ့အဲ့ဒီက KNI တို့နော်ကရင်တို့ကဖွဲ့ခွင့်မပေးခဲ့ဘူးကြားတယ်အထူးသဖြင့် KN မှာတော့တိတိကျကျကြားတယ်နော်ကြားတယ်ဒါကရင်နေဆိုပြီးတော့လေအဲ့တော့လှုပ်ချင်ကိုနဲ့ကိုသွားဆိုပြီးတော့ပြောတာပေါ့နော်ဆိုတဲ့အခါကျတော့ဟုတ်ပြီအဲ့ဒါဆိုရင် KNU တို့ KIA တို့ AA တို့က NUG ကိုဗမာအစိုးရဖြစ်လက်ခံထားသလားအဲ့လိုမျိုးလေဒါတွေကိုစားပြုမှုမရှင်းလင်းရင်ဒီပြဿနာတွေအများအားဖြစ်နေမှာဥပမာဆိုရင်အခုလောလောဆယ်ကျွန်တော်တို့မြန်မာပြည်မှာဆိုလို့ရှိရင်ရခိုင်အရေးခင်းကိုကျွန်တော်တို့ကြည့်နော်ရခိုင်အရေးစတင်းမှာဆိုလို့ရှိရင်အမည်နာမနဲ့ကိုစားပြုမှုကပြဿနာအကြီးကြီးရှိတယ်တမိုင်းနဲ့ချီပြီးတော့ရှိနေတယ်နော်ရှိနေတယ်ဆိုတော့ဒါကစဉ်းစားစရာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဒီအမည်နာမနဲ့ကိုစားပြုမှုကိုရှင်းလင်းမှနောက်ဆက်တွဲတွေကရှင်းပါလေနော်အဲ့ဒါကိုကျွန်တော်တို့ဗမာတိုင်းသားတွေကလည်းနော်ဗမာတိုင်းသားတွေကလည်းဒါကိုမေးခွန်းထုတ်တဲ့တယ်နောက်ကျန်တဲ့တိုင်းသားတွေကလည်းမေးခွန်းထုတ်တဲ့တယ်ကရင်တို့ကချင်တို့ချင်းတို့မွန်တို့မေးခွန်းထုတ်တဲ့တယ်အဲ့ဒါဘာမေးခွန်းလဲဆိုတော့NUG ကဘုဒ္ဓကိုစားပြုတဲ့အစိုးရလဲပေါ့နော် NLD ကိုကိုစားပြုတဲ့အစိုးရလားဗမာကိုစားပြုတဲ့အစိုးရလားဒါမှမဟုတ်ပလဲနယ်ကိုကိုစားပြုတဲ့အစိုးရလားနော်အဲ့ဒါကိုမေးတဲ့တယ်ဘာကြောင့်လဲဆိုတော့ကချင်တွေအတွက်ဆိုရင်ရှင်းတယ် KIA ရှိတယ်နော် KIO ရှိတယ်ကရင်တွေအတွက်ဆိုလည်းအဲ့လိုပဲ KNU ရှိတယ် KNL ရှိတယ်ရခိုင်ဆို AA ရှိတယ် UL ရှိတယ်ပေါ့နော်ဆိုတော့ဗမာမှာကတော့ပြောင်းနေတယ်ဘသူကကိုစားပြုတာလဲပေါ့နော်ဒါမှမဟုတ်ရန်ကုန်သားတွေကိုဘသူကကိုစားပြုတာလဲပေါ့မေးရမယ်နော်ရန်ကုန်စိုးရတွေပါမထောင်ကြဘူးလားနော်အဲ့ဒါမေးရမယ်မေးခွန်းလို့ဖြစ်လာဆိုတော့အခုဖြစ်နေတဲ့ကိစ္စတွေပလဲနေမှာဖြစ်နေတဲ့ကိစ္စတွေကိုကျွန်တော်တို့အနေနဲ့ကလုံးဝဒီထက်ပိုပြီးတော့မဖြစ်စေချင်ပါဘူးမဖြစ်အောင်လဲဩဇာတိတ်ကမကြီးတဲ့ကျွန်တော်တို့တိုင်းသားခေါင်းဆောင်ကြီးတွေလက်နက်ကိုက်တပ်ဖွဲ့ခေါင်းဆောင်ကြီးတွေကဝင်ပြီးတော့ဖြန့်ဖြေဖို့လိုပါတယ်ကျွန်တော်တို့ဒီနေရာကနေပြီးတော့တောင်းဆိုပါတယ်နော်တောင်းဆိုပါတယ်ဝင်ပြီးတော့ဖြန့်ဖြေပေးပါဒီကိစ္စဒီ issue ဒီပလဲနေမှာဖြစ်တဲ့ကိစ္စဗမာနေမှာဖြစ်တဲ့ကိစ္စဒီမြန်မာတပီလုံးကူးဆက်ပါလိမ့်မယ်နော်ပလဲမှာချင်းချင်းတနက်ပြောင်းနေလှည့်ကြမယ်ဆိုရင်မြန်မာတပီလုံးတော့တော်လိုင်းရောမကောင်းပါဘူးနော်ဒါကိုပြောချင်တယ်မကောင်းပါဘူးနော်အခုကျွန်တော်တို့တော်လိုင်းအနေနဲ့ကတော့ကျွန်တော်တို့ရခိုင်ဒေသမှာပေါ့ဗျာနော်ရခိုင်တွေကတော့တကယ်ကိုကောင်းကောင်းရန်သူကိုစော်နိုင်တယ်လေနော်ကြောက်ဖြူမှာစစ်ထွေးမှာအဲ့နှစ်ခုရှင်းလိုက်ပြီဆိုလို့ရှိရင်ရခိုင်ပြည်မှာလုံးဝကျွန်တော်တို့စစ်ခွေးကင်းစင်ရခိုင်တခွင်းဆိုပြီးတော့ဖြစ်သွားပြီလို့တော့ပြောလို့ရတယ်ဆန္ဒရှင်ရခိုင်တွေကလွတ်လပ်ရေးချိန်ညာပလိုက်လို့ရတယ်နော်ပြီးခဲ့တဲ့ရက်ပိုင်းကနော် KTLA ကလွတ်လပ်ရေးချိန်ညာတာကိုတွေ့မိတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တစုံတရာတော့မပြောချင်ဘူးဘာကြောင့်လဲဆိုတော့ကရင်တိုင်းသားတွေကြားထဲမှာလည်းအမြင်မျိုးတွေကရှိနေတယ်ဒါပေမဲ့အခြေအနေနဲ့အခွင့်အရေးဆိုတာကနှစ်ခါမလာဘူးเนาะနှစ်ခါမလာဘူးဆိုတော့လက်ရှိရှိနေတဲ့အခွင့်အရေးမှာကျွန်တော်တို့
စစ်ကောင်စီအခက်ကရင်အချက်နော်မာလာအခက်ရခိုင်အချက်ဆိုတဲ့ပုံစံမျိုးနဲ့လုပ်မယ်ဆိုရင်တော့လွတ်လပ်ကြီးညာတာကြီးညာခွင့်ရှိတာပဲအဲ့မှာအဓိကကတော့ကိုယ့်ကိုအတိမတ်ပြုတဲ့နိုင်ငံတကာရှိရင်တော့ကောင်းတာပေါ့ချက်ချင်းအတိမတ်မပြုသေးလဲနောက်ပိုင်းကျရင်သိတယ်မလားအတိမတ်ပြုလာအောင်တော့စီးရုံလို့ရတာပေါ့နော်ရခိုင်ဆိုလို့ရှိရင်အခုလုံးဝနီးပါးကိုနော်ကြောက်ဖြူနဲ့ site တွေပေါ့နော်အဲ့ဒါကိုသာ share လိုက်နိုင်လို့ရှိရင်ပြီးပြီနော်အဲ့လိုမျိုးအနေထားကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ကချင်မှာဆိုရင်လည်းကျွန်တော်တို့ဒီဗမော်မြို့သိမ်းတိုက်ပွဲကပို့ပြီးတော့အရှိန်အဟုန်မြင့်လာတယ်နော်ဗမော်မြို့သိမ်းတိုက်ပွဲကတစ်နှစ်ကျော်လောက်အချိန်ယူရတဲ့သဘောမျိုးဖြစ်တယ်နော်တော်တော်ကြာပြီဒါပေမဲ့အခုလောလောဆယ်အဲ့ဒီဗမော်မှာနော်စစ်စခန်း3ခုလောက်ပဲကျန်တော့တယ်ဆိုလားကျွန်တော် post တစ်ခုတော့ဖတ်လိုက်ရတယ်ဆိုတော့အခြေအနေကတော့ကိုယ့်ဘက်ပါနော်အခြေအနေကတော့ကိုယ့်ဘက်မှာရောက်နေတယ်ဒါအပြင်ကိုမြန်မာပြည်အနှံ့မှာပေါ့လေနော်ဒီဒေါ်လာရေးဘက်ကစစ်ကောင်စီကိုစော်နေကြတာကတော့တကယ်ကိုအားရစရာပါအဲ့တော့အခုလောလောဆယ်ပလဲနေမှာတချို့တွေကလည်းပြောတယ်ပေါ့ဘုံနဂါကစစ်မတိုက်ဘူးဆိုပြီးတော့ဒါကတော့နုဂျီဘက်ကနော်တမင်တကာကိုနိုင်ငံတကာရောက်နော်ဘတ်9000စားတွေပေါ့နော်အဲ့ဒါတွေကိုအသုံးချပြီးအကောက်မောင်းများစွာနဲ့တမင်တကာကိုသတင်းမှားတွေဖြတ်တာနော်သတင်းမှားတွေဖြတ်ပြီးတော့တမင်တကာကိုဒီ Wi-Fi အားကိုပေါ့ social media အားကိုနဲ့တမင်တကာလောက်ကြခြင်းဖြစ်တယ်ဆိုတဲ့အခါကျတော့အမှားတစ်ခုကတောက်လျှောက်ပြောလာလို့ရှိရင်အမှန်ဆိုပြီးတော့ဖြတ်သွားအောင်လို့ယုံထင်ကြောင်ထင်ပေါ့နော်ရခိုင်မှာဆိုလဲအဲ့ issue တွေအများကြီးရှိတယ်လीနော်ပတ်စံအားကို social media အားကိုနော် Wi-Fi အားကိုနဲ့ဒီလိုမျိုးပြောကြဆိုကြလောက်ကြတော့တမိုင်းမှားကိုတမိုင်းမှန်ဖြစ်အောင်လောက်ကြတယ်အခုလဲနုကြီးကအဲ့လိုမျိုးလောက်တာပေါ့ဥပမာဆိုရခိုင် issue ကနော်နောက်ပိုင်း AI တို့ ChatGPT တို့နော်အဲ့ဒါတွေပို့ပြီးတော့တွင်ကျယ်လာပြီးတော့ artificial intelligence ကိုအသုံးပြုတဲ့ဟာတွေအရင်ကောင်းသွားရင်ရခိုင် issue ကနော်ပိုရှုပ်မှာ AI ကရခိုင် issue ကိုပိုရှုပ်စေလိမ့်မယ်။ဘာကြောင့်လဲဆိုတဲ့အခါကျတော့အခု ChatGPT ကိုမြန်မာတွေအများဆုံးသုံးကြတယ်နိ။ဘယ်လိုသုံးလဲဆိုတော့ Google ကိုသုံးတယ်လို့မျိုးသုံးတာ။သုံးတဲ့အခါကျတော့မေးတာပေါ့နော်။မေးပြီးတော့အဲ့ဒါတွေကိုပဲဥစားပေါ့ဗမာလိုဘာသာပြန်ပြီးလို့ရှိရင်နိုင်ငံရေးဒုက္ခမင်းတွေစီရေးဒုက္ခမင်းတွေလှုပ်ပြီးတော့ post တွေတင်ကြ live တွေပြောကြကျွန်တော်တွေ့ပါတယ်နော်။ဆိုတော့ဒါဘယ်သူမှမရွေးပါဘူး။တိုက်ဆိုင်မှုရှိရင်ခွက်လောက်ပါနော်။ဘယ်သူမှမရွေးပါဘူး။နော်တိုက်ဆိုင်မှုရှိရင်ခွက်လောက်ပါ။ဒါပေမဲ့အဲ့ဒါကြီးတွေ့ရတယ်။ဒါပေမဲ့အဲ့ဒါကြီးအနေနဲ့တအားရှိတယ်သိလား။နော်အနေနဲ့တအားရှိတယ်။ဘာကြောင့်လဲဆိုတော့ဒီ AI ရဲ့အလုံးလုံးပုံကူကငကူကလေးကသူ့ကိုပေးထားတဲ့ information နော်သူ့ကိုပေးထားတဲ့ information သူ့မှာရှိတဲ့ memory ထဲကဟာကိုသူက logic နဲ့ပေါ့နော်ဒီ bot က logic နဲ့သူကလောက်တာအဲ့တော့ဘယ်ဟာကသူ့ဟာကိုအဓိကလွှမ်းမိုးတယ်လဲဆိုတော့ data ကလွှမ်းမိုးတယ် data information ကလွှမ်းမိုးတယ်နော်ဥပမာဆိုပြအခုလောလောဆယ်ခင်ဗျာ ChatGPT မှာသွားပြီးတော့ကိုကပတ်စံလဲတက်နိုင်တယ်နော်ပတ်စံလဲတက်နိုင်တယ်ဆိုရင်ဘာလုပ်မလဲဆိုတော့ခင်ဗျာ information အမှားတွေအကုန်လုံးကိုသွားပေးလိုက် feed လုပ်လိုက်သတင်းချက်လက်အမှားတွေအကုန်လုံးသွားပြီးတော့ပေးလိုက်တောက်လျှောက်ကိုပေးနေနောက်ဆုံးကျရင် majority ပေါ့အများစုနော်အဲ့ဒီ information အများစု90%ကျော်ကခင်ဗျာသတင်းအမှားတွေဖြစ်သွားမယ်အဲ့ဒီအချိန်မှာခင်ဗျာ ရခိုင် issue ကိုသွားပြီးတော့ခင်ဗျာသွားမေးကြည့်လိုက်ပလဲ issue ကိုသွားမေးကြည့်လိုက်အဲ့သတင်းအမှားကိုကျွန်တော်ပြောတာနော် ChatGPT ဖြစ်ဖြစ် AI ဖြစ်ဖြစ်နောက်တစ်ချိန်မှာသတင်းအမှားကိုပတ်စံများများသုံးပြီးတော့နော်ပေးထားနိုင်တဲ့သူရဲ့သတင်းချက်လက်တွေကိုအခြေပြုပြီးတော့ AI ကရော ChatGPT ကရောသူကဖြေလိုက်မယ်။ဘာသူကလူမဟုတ်ဘူးလေ။ तू ကလူမဟုတ်ဘူး။ तू က logic ကိုတော့သုံးတယ် data ကိုသုံးတယ်။ဒါပေမဲ့သူ့ရဲ့စင်ကြယ်တုံတရားနဲ့ဒီကျွန်တော်တို့ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကို तू က first person အနေနဲ့သိတာမဟုတ်ဘူး။နော်။